အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Facebook ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ဆိုင်ရှင်တွေအနေနဲ့ Facebook အကောင့်ထဲမှာကိုယ်ဆိုင်ရဲ့ menu တွေကိုဘယ်လိုတည်ဆောက်အောင်မလဲဆိုတဲ့ဟာကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကိုယ်ဆိုင်ရဲ့ Facebook အကောင့်လေးတွေကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်ဝင်ပြီးသွားလို့ရှိရင်ဒါမျိုးမြင်ကွင်းတစ်ခုမြင်ရမယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ဘယ်ဘက်မှာကျွန်တော်တို့ဒီမှာရွေးစရာ menu တွေရှိရပေါ့နော်အဲ့ဘယ်ဘက်အချမ်းမှာကျွန်တော်တို့ဒီမှာ menu list ဆိုတဲ့ဟာလေးရှိရပေါ့နော် menu list ရဲ့သဘောကကျွန်တော်တို့ဒီဟင်းပွဲတွေရဲ့အမျိုးအစားကိုတိဆောက်တဲ့နေရာပေါ့နော်ဟင်းပွဲတွေရဲ့အမျိုးအစားကိုကျွန်တော်တို့ရုံးလုံးတိဆောက်တယ်ပြီးမှကျွန်တော်တို့ menu item တွေကိုထည့်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံး menu list ထဲမှာကျွန်တော်တို့menu အသစ်တစ်ခုတိဆောက်မယ်ပေါ့နော် menu မျိုးစားအဲ့တော့ menu list create ကိုတွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့တိဆောက်ချင်တဲ့ဟင်းပွဲအမျိုးအစားတစ်ခုကိုကျွန်တော်တို့နာမည်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ save လုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ menu အမျိုးအစားအသစ်တစ်ခုကျွန်တော်တို့တိဆောက်ပြီးပြီပေါ့နော်အဲ့ဒီဟာကိုလည်းကျွန်တော်တို့ဒီ menu list ထဲမှာတွားကြည့်လို့ရတယ်ပေါ့နော် menu list ထဲမှာကိုတိဆောက်ထားတဲ့ဟင်းပွဲအမျိုးအစားတွေကျွန်တော်တို့ရှိရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဟင်းပွဲအမျိုးအစားတိဆောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ထဲမှာပါမဲ့ဟင်းပွဲတွေကိုကျွန်တော်တို့စထည့်မယ်ပေါ့နော်အဲ့ဟင်းပွဲတွေစထည့်ဖို့အတွက်ကျွန်တော်ဒီမှာ menu list ရဲ့အောက်မှာ food ဆိုတဲ့ဟာလေးရှိရပေါ့နော်ဒီ food ဆိုတဲ့ဟာတွေကိုဝင်လိုက်မယ်ပထမအဆုံးမြင်နေရတဲ့ food ဆိုတာကကြတော့ကိုယ်ထဲမှာအရင်ထည့်ပြီးသားဟင်းပွဲတွေရှိတယ်ဆိုလို့ရှိရင်သူကကိုထည့်ထားတဲ့ဟင်းပွဲတွေကိုပြန်ပြပေးတာပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ကျွန်တော်ဒီအောက်မှာ food create ဆိုတာလေးရှိပါတယ်ဒီ food create ကကြတော့ကျွန်တော်တို့ menu item အသစ်ထည့်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ခုန food create ထဲကိုဝင်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ menu item အသစ်ထည့်ကြည့်မယ်ကျွန်တော်ဒီမှာဆိုရင် name ပေါ့နော်ဒါဟင်းပွဲရဲ့နာမည်ကျွန်တော်တို့ဥမာချက်6ကျော်လားအစရှိသဖြင့်ပေါ့နော်ဒါ menu item အသစ်ကျွန်တော်နာမည်တစ်ခုပေးလိုက်မယ်ပြီးရင်ကျွန်တော်ညာဘက်မှာဆိုရင်ဒီမှာရောင်းဈေးပေါ့နော် price သူ့ရဲ့ရောင်းဈေးလေးကျွန်တော်တို့ထည့်မယ်ပြီးရင်ဒီအောက်တစ်ချောင်းမှာကြတော့ minimum duration ပေါ့နော်အနည်းဆုံးဒီဟင်းတစ်ပွဲပြင်ဆင်ချိန်အနည်းဆုံးအချိန်ဘယ်လောက်ယူလဲပေါ့နော်ဒါကတော့ကျွန်တော်တို့ minute ရိုက်ထည့်ပေးရင်ရပါတယ်ဥပမာကျွန်တော်တို့10 minute ဆို10ပေါ့နော်ဥပမာ15 minute ဆို15ပေါ့နော်ဒါမျိုးလေးရိုက်ထည့်ပေးရပါမယ်ပြီးရင်အများဆုံးဘယ်လောက်ကြာမလဲပေါ့နော်အများဆုံးကြာချိန်ထည့်ပေးရပါမယ်ဥပမာကျွန်တော်တို့အမြန်ဆုံး10 minuteအကြာဆုံး25 မိနစ်ဆိုပါစို့ပေါ့နော်ဥပမာပေါ့နော်ကျွန်တော်တို့အနည်းဆုံးကြာချိန်ရဲ့အများဆုံးကြာချိန်ထည့်ပေးရပါမယ်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာ menu list ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ့မှာ select menu list ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာခုနကျွန်တော်တို့တိဆောက်ထားတဲ့ဟင်းပွဲအမျိုးအစားပေါ့နော်ကျွန်တော်တို့ကဒီဟင်းပွဲကိုဘယ်အုပ်စုထဲမှာထည့်မှာလဲဘယ်အမျိုးအစားထဲမှာထည့်မလဲဆိုတဲ့ဟာရွေးပေးရပါတယ်ဥပမာကျွန်တော်တို့ဟာကဟင်းပွဲဆိုရင်ဒီမှာကျွန်တော်တို့ဟင်းပွဲကိုရွေးမယ်ဒီမှာထမင်းကြော်ဆိုရင်ခုနပြောတဲ့အမျိုးအစားလောက်ထားတဲ့ထမင်းကြော်အမျိုးအစားကိုကျွန်တော်ရွေးပေးမယ်ပေါ့နော်အဲ့မှာသူ့ရဲ့အမျိုးအစားလေးကိုကျွန်တော်ရွေးပေးမယ်ပြီးရင်ညာဘက်ချမ်းမှာတော့ကျွန်တော်တို့ food image ပေါ့နော်အဲ့မှာကျွန်တော်တို့ကကိုယ် menu ရဲ့ဓာတ်ပုံအဲ့မှာဓာတ်ပုံမှာကျွန်တော်တို့က choose file ဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီဖုန်းတွေရဲ့ကွန်ပျူတာတွေထဲကနေမှာကိုယ့်ရဲ့ဒီဟင်းပွဲရဲ့ဓာတ်ပုံကိုကျွန်တော်တို့ထည့်သွင်းလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဒီအောက်မှာ description ဆိုတဲ့အကွက်ကြေးရှိရပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဟင်းပွဲရဲ့အကြောင်းအရာပေါ့နော်ဒီဟင်းပွဲကဘာသာနဲ့ချက်တာလဲဘလို့ပုံစံဖန်တီးထားတာလဲဘလို့အရသာရှိတာလဲပေါ့နော်ပြီးရင်ဘလို့လူတွေအတွက်ပိုတင်တော်လဲအစရှိသဖြင့်ဒီကိုဟင်းပွဲရဲ့အကြောင်းကိုကျွန်တော်တို့ဒီမှာထည့်သွင်းလို့ရပါတယ်ဒါတွေအကုန်လုံးကိုထည့်သွင်းပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီညာဘက်အောက်ထောက်မှာရှိရဲ့ save ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ menu item အသစ်တစ်ခုဖန်တီးပြီးသွားပြီပေါ့နော်ဒီလိုမျိုးနဲ့ကျွန်တော်တို့ menu ကိုဆိုင်ရဲ့ menu တွေကိုတစ်ခုပြီးတစ်ခုထည့်လို့ရပါတယ်အချင်းချင်းအနေနဲ့ကတော့ကျွန်တော်တို့ကနဦးဆုံး menu list ထဲမှာကျွန်တော်တို့ဟင်းပွဲအမျိုးအစားအရင်ဆုံးတိဆောက်ပေးရပါမယ်ဟင်းပွဲမျိုးစားတိဆောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြီးမှကိုယ့်ရဲ့ဟင်းပွဲတစ်ခုချင်းစီကိုပြန်ပြီးတော့ထည့်ပေးရပါမယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်